အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဆရာဆရာမကြီးအတွက်အရန်ကိုအသုံးဝင်တဲ့ classroom language လေးတွေကိုတင်ပြပြီးတော့မှာဖြစ်ပါတယ်ဒါဆိုရင် classroom language စာကြောင်းလေး၅ကြောင်းကိုကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ရအောင်ဒီသင်ခန်းစာကိုစတင်လိုက်ကြပါစို့ Let's begin trade lesson Let's begin trade lesson Let's begin trade lesson Let's begin our lessons now လို့လည်းအသုံးပြုလို့ရပါတယ် Let's begin our lessons now Let's begin our lesson now ဒီနေ့ English သင်ခန်းစာအတွက်မင်းတို့အားလုံးအဆင်သင့်ဖြစ်ပြီလို့ဆရာမျှော်လင့်ပါတယ်ဒီနေ့ English သင်ခန်းစာအတွက်မင်းတို့အားလုံးအဆင်သင့်ဖြစ်ပြီလို့ဆရာမျှော်လင့်ပါတယ် I hope are you ready for your new English lesson I hope are you ready for your English lesson I hope are you ready for your English lesson ဒီနေ့မင်းတို့နေကောင်းကြရဲ့လား Are you feeling better today my students Are you feeling better today my students Are you feeling better today my students ဆရာကတော့မင်းတို့ရဲ့အင်္ဂလိပ်စာဆရာအသစ်ဦးဝင်းစောထက်ပဲဖြစ်ပါဆရာကမင်းတို့ရဲ့အင်္ဂလိပ်စာဆရာအသစ်ဦးဝင်းစောထက်ပဲဖြစ်ပါ I'm your new English teacher ဦးဝင်းစောထက် I'm your new English teacher ဦးဝင်းစောထက် I'm your new English teacher ဦးဝင်းစောထက်ဆရာကမင်းတို့ကိုအပတ်စဉ်သင်ခန်းစာ9ခန်းသင်ပေးဖို့ရှိပါတယ်ဆရာမမင်းတို့ကိုအပတ်စဉ်သင်ခန်းစာ9ခန်းသင်ပေးဖို့ရှိပါတယ် I've got 5 lessons with you each week I've got 5 lessons with you each week ဒီစာကြောင်းလေးတွေဆိုရင်ကျွန်တော်တို့စာသင်ခန်းထဲမှာဆိုရင်ပြောဖို့အတွက်တကယ်ကိုအသုံးဝင်တဲ့စာကြောင်းလေးတွေဖြစ်ပါတယ်နောက်တဲ့ဒီလိုမျိုးအကျိုးရှိတဲ့စာကြောင်းလေးတွေကိုတင်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို like and share လေးနဲ့ကူညီပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်